ညီမအကြောင်းလေးကိုလည်းမျှဝေခန်းစားပြီးအကြံပေးကြပါဦးနော်2021ကနေ2025အထိအွန်လိုင်းကနေရေးစားတစ်ယောက်ထားခဲ့ပါတယ်အဲ့တော့ကညီမအသက်က20ပါအဲ့အကိုက29ပါညီမရဲ့တငယ်ချင်းနဲ့အဲ့အကိုကအလုပ်အတူတူလုပ်ပါတယ်တငယ်ချင်းရဲ့မိတ်ဆက်ပေးမှုကြောင့်ညီမမိမိချင်းသဘောကျမိသွားပါတယ်အဲ့အကိုကစကားပြောအရန်ကောင်းပြီးဟာတညံရှိပါတယ်သူနဲ့မတည့်တဲ့လူဆိုတာမရှိပါဘူးလူတိုင်းနဲ့ပေါင်းတက်တင်တတ်ပါတယ်ဒေါသမောဟမနာလိုစိတ်ဆိုတာလည်းမရှိပါဘူးညီမတွေ့ဆုံမှုခဲ့သမျှလူတွေအားလုံးထဲမှာသဘောထားပြေဝဆုံးပါပဲဒါကြောင့်ပဲညီမသဘောကျခဲ့တာပါညီမနဲ့ခရင်မရင်ဒီတိုင်းရီစားတွေဖြစ်သွားကြတယ်ချစ်သူတန်း9နှစ်မှာသူရောကိုပါတခါမှတစ္ဆာမဖောက်ခဲ့ကြဘူးယုံကြည်မှုအပြည့်ရှိကြတယ်သူ့အသက်29နှစ်တိုင်ရီစားတစ်ခါမှမထားခဲ့ဘူးလို့ကြားတယ်ညီမလည်းမထားခဲ့ဘူးသူကညီမအချစ်ဦးပါအဲ့တော့ကနေ့ရက်လုံးကပြင်ပမှာပါနိုင်ငံမတူပါဘူးသူကတရားသမားအစိုးအကောင်မငြင်းညူတတ်ဘူးအရာရာကိုရှင်ထဲမှာပဲထားတယ်ဟိုလူမကောင်းဒီလူမကောင်းတာကိုလည်းထုတ်မပြောဘူးသူ့အချစ်ကအေးချမ်းပြီးတိတ်ဆိတ်တယ်တဝင်းတူတာတွေမနာလိုတာတွေမရှိဘူးညီမဘာလို့ဘာခိုင်ခိုင်ဘာအပြင်းမှမမြင်ဘူးဒါသူ့ရဲ့အကောင်းမြင်စိတ်ပါဒါပေမဲ့ညီမကသူ့ကိုအသေးချစ်တယ်ရရဆက်ဆက်ကိုချစ်တာညီမကအမြဲချစ်ချောင်ပြတတ်တယ်ချစ်တယ်အမြဲပြောတယ်သူကတခါမှသူ့ကိုချစ်လားလို့တခါမှထုတ်မမေးခဲ့ဘူးပြီးတော့သူ့မိသားစုနဲ့လည်းညီမခင်နေသူ့မိဘတွေနဲ့လည်းသူ့မိဘတွေလည်းသဘောထားပြေဝတဲ့မိဘတွေပါသူ့ရဲ့မကောင်းတဲ့အချက်တွေကအရက်တောက်တယ်စိတ်လေးတောက်တယ်မူးရရမရှာဘူးမရစ်ဘူးဒါပေမဲ့အရက်ကိုနေတိုင်းမူးတဲ့အထိတောက်ပါတယ်ပတ်စံလည်းမစုဘူးသူများချစ်ရင်ပေးလိုက်ရောရေးစားဖြစ်တာ9နှစ်မှသူ့အိမ်ကိုပို့တာရှားတယ်သူကအပေါင်းအသင်းများတယ်အပေါင်းအသင်းမှတ်တယ်မစုမဆောင်တတ်ဘူးအသက်ပဲ30ကျော်နေပြီညီမကနောက်2နှစ်လောက်ဆိုရင်သူနဲ့လက်ထပ်ချင်တာပါသူကအခုထိမစုဆောင်ထားတော့ညီမလမ်းပြောက်တယ်သူကမချစ်ပြတတ်ဘူးညီမကချစ်ရင်ထုတ်ပေါ်ပြတတ်တယ်အသေးစိတ်ကအစာချစ်တတ်တယ်တခါတလေစကားများရင်ညီမကိုမချော့ဘူး2ပတ်လောက်ကြာမှသူကပြန်လာခေါ်တယ်သူကပြဿနာကိုရှောင်တယ်ညီမကဖြစ်တုံကတက်ရှင်ချင်တာဒီနောက်ပိုင်းသူညီမကိုချစ်တာလားမချစ်တာလားညီမဝေခွင့်မရဘူးရီးစား9နှစ်တက်တန်းမှာသူ့ဘက်ကညီမကိုဟိုပြခိုင်လေးပြခိုင်တခါမှမတောင်းဆိုခဲ့ဘူးဒါကြောင့်လဲညီမလေးစားတာပါညီမအတွက်မဆုမဆောင်ပေးထားတာတွေကိုညီမစိတ်တက်ကြတာပါသူနိုင်ငံခြား10နှစ်ထွက်လာတာဘာတစ်ခုမှဆုဆောင်မိတာမရှိဘူးဟိုနေ့ဒီနေ့ပို့တာပဲရှိတယ်သူ့အိမ်ကိုညီမကနိုင်ငံခြား10နှစ်ရှိပြီးရောက်တာတောချန်တချန်ရွာချန်အိမ်ထောင်ကျော်တန်းစောင့်နိုင်နေပြီညီမလုံနိုင်ခဲ့တယ်သူကစိတ်သဘောထားပြေးသွားတာတခုပဲစီးပွားရေးမှာသူကတိုးတက်မှု 0% မှာအခုညီမကိုလိုက်နေတဲ့သူတယောက်ရှိပါတယ်ဒါပေမဲ့သူကသူ့အသက်19နှစ်လောက်မှအိမ်တော်တစ်ခါကြိုက်ခဲ့ဘူးတယ်4နှစ်လောက်ပေါင်းပြီးငယ်ရွယ်ပြီးမင်းကျက်သေးတဲ့အိမ်တော်ကြီးဖြစ်ခဲ့လို့လမ်းခွဲသွားကြတယ်အခုသူကအသက်32နှစ်ပါသူကညီမသိဆိုသေးရှင်ဆိုရှင်ပါရိုးသားတယ်အိမ်အောင်ကြဘူးတယ်ဆိုပေမဲ့လက်ဆက်မတယမ်းဘူးအလုပ်လည်းအရန်ကုန်မှကြိုးစားပြီးညီမရဲ့တောကတွေကိုစိတ်ရှိရှိနဲ့နားထောင်ပေးတယ်ညီမအတွက်အမြဲအစဉ်သင့်ဖြစ်နေတယ်24နာရီညီမကိုဆက်သွယ်တယ်မအားတဲ့ကြားကအပေါ်ကတယောက်ကသူဆက်သွယ်ခြင်းနဲ့အချိန်မှဆက်သွယ်တာညီမတငယ်ချင်းတွေကဒုတိယလူကညီမနဲ့ပိုတင်တော်တယ်လို့ပြောတယ်ဒုတိယလူကိုပဲရွေးလို့ပြောတယ်ရုပ်ရည်ကဒုတိယလူကအရက်မြင့်ပြီးခန့်ညာတယ်ပထမလူကအဲ့လောက်ကြည့်မကောင်းဘူးဒုတိယကညီမကိုလိုလေသေးမရှိခြေစွန်းကောင်းဆုံးကယူဆိုင်တာသူကတခါမှဘူးပြီးဆိုတော့ဒီတစ်ခါညီမသာလက်ခံမယ်ဆိုရင်ရိုးမြေကြပဲလို့သူပြောတယ်လောလောဆယ်ပထမလူနဲ့ညီမအဆက်အသွယ်ဖြစ်ထားတယ်သူအရက်တောက်များပြီးပြောဆိုလို့မရလို့ဒုတိယလူဘယ်လောက်ကောင်းညီမကပထမလူကိုတန်ရောစင်မဖြတ်နိုင်တာဒုတိယလူကိုညီမရွေးလိုက်ရင်ညီမဘဝตายရပြီးအပူပဲမရှိမှညီမသိတယ်ဒုတိယလူရဲ့နောက်ကျောင်းတွေအကုန်စုံစမ်းပြီးအားလုံးလွတ်လွတ်ကင်းကင်းဖြစ်ပြီးပါပြီမိသားစုအတိုင်းဝိုင်းလိုက်ကောင်းပါတယ်ခက်တာကညီမသူ့ကိုပထမလူလောက်ချစ်မရဘူးဒုတိယလူကကိုယ်ပိုင်စီးပွားရေးကိုချိန်လန်းစနေပါပြီညီမကအပြူစစ်ပါလူပြိုလူအိုမခွဲခြားဘူးလူစိတ်ရှိတဲ့လူကိုပဲညီမလက်ထပ်ချင်တာပါညီမအသက်29နှစ်ဆိုရင်ကိုယ်ပိုင်အတိုက်မြုံတိဆောက်ချင်တယ်စိတ်တူကိုယ်တူဖြစ်တဲ့လူနဲ့အခုလက်ရှိအလောက်ကစိတ်တွေအရန်ပင်ပန်းလို့တာယာအေးချမ်းတဲ့မိသားစုဘဝကိုဖျက်ဆီးချင်တာပါညီမလူရွေးမမှလည်းစိုးရိမ်နေပါတယ်မမတို့ရဲ့ညီမနေရာမှာဆက်ဖက်သူတွေသာဆိုရင်ဘယ်သူကိုရွေးမှလဲရှင်မိမသားတို့ရှင်ဖွင့်ရ